Shalom. 저로 피아드키에 요슈엔첸 녀이떼첸 완명첸 수제수 바우노디 우리의 따듬이 저는 정말로 아는 보마 대여바세로 저는 니네 수부 가운데 놓세도 바래 아버지 제마 따로 저로의 이윈테마 돌가운 니아 디타의 디디마 돌가운 임마자마 저로 윤적 보야 무미야 저로 중도야래 미비로 두디오 시말레 참 포마피아 나이도 야미야 네 저로 세 니도알레 신이자라 저로 뒤야마 피바래 나정로 저로 이제마 저로 두디오 시자이 저로 세인들롱다고 푸엔비 저로 맞다야 비투네 두디오네 저 별레비마 이게 고 세인들롱 또 티레 샬롬 소비마 저로 천천 컵변 비마 저로 녹세 제 앞에 저로 고아이 잡고서 저로 맞다야 비 저로 Shalom subima jero do sampi de kama ko se de long la ya ne po thwat la de dai be tu tiao si ko jero kaung ji siga so ja chin ne tu tho kaung ji ming la nyin tet chin ko le ya shi ba se lo jero ni de set pi su taung je mu ko pyu lo ba de kaung bi di ne jero tu tiao si pian le sin sa sin chin na long twin bo yan twetဒီနေ့ရွေးချယ်ထားတဲ့ဒီနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့အားလုံးတွေ့ပြီးသိပြီးဖြစ်တဲ့အတိုင်းပဲခတ်သိမ်းသောအမှုမိမိပြုဆိုတဲ့ဒီအရာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကျမ်းစာဒီနေ့ရွေးချယ်ထားတဲ့ကျမ်းစာ Korinto ဩဝါဒစာပထမဆောင်ခန်းကြီး14အပိုင်ငယ်40မှာခတ်သိမ်းသောအမှုကိုတင့်တယ်လျောက်ပတ်စွာအစီတိုင်းစီရင်ကြလို့ဆိုပြီးမှဒါပေါ်ပြတာတွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Korinto မှာရှိတဲ့သင်သားတွေကိုအမှန်တော်ကြီးရှင်ပေါ်လူရေးသားတဲ့ပို့ဆောင်တဲ့ကျမ်းစာတော်မြတ်ကနေဒီမှာကျွန်တော်တို့ယူဆောင်လာခြင်းတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီပြန်ကြည့်တဲ့အခါမှာဝတ်ပြုခြင်းအမှုတွေကိုကျွန်တော်တို့ပြုတယ်။ဝပြုကိုကွယ်ချင်းမှုတွေကိုကျွန်တော်တို့သူ့ရဲ့အစီအစဉ်တကျစသဖြင့်လှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်ကြတယ်ကျွန်တော်တို့ကိုယ်၌ကလည်းပါဝင်တယ်ဒါကြောင့်မလို့ဒီဝပြုကိုကွယ်ချင်းဆိုတဲ့အရာဟာကျွန်တော်တို့ရဲ့အသက်တာရဲ့တူတယောက်စီတိုင်းမှာအင်မတန်တဲ့အရေးကြီးတဲ့အကြောင်းအရာဖြစ်ပြီးတာမကအသင်းတော်တစ်ခုလုံးအတွက်ကလည်းအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်လို့အဲဒီချိန်ခါမှာဆိုလို့ရှိရင်မျိုးသောပြောဆိုမှုတွေအများကြီးရှိတယ် foreign တင်းတော့ဒါပေမဲ့ရှင်ဘောလူကြီးကသူပြောတယ်မိခတ်သိမ်းသောအမှုကိုတင့်တယ်လျောက်ပတ်စွာအစဉ်တိုင်းစီရင်ကြလို့ဆိုဒီညမှာ disorder ဆိုတဲ့စနစ်တကျမရှိမှုတွေကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ဒီစနစ်တကျရှိမှုအင်မတန်မှအရေးကြီးမှုထက်မှနေဖျားဝတ်ပြုကိုယ်ွယ်ခြင်းမှုပြီးလဲအင်မတန်မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဝတ်ပြုကိုယ်ွယ်ခြင်းမှုကိုပြုတဲ့အခါမှာ orderly ဖြစ်ရစနစ်ကျစွာဖြစ်ရမယ်ကျွန်တော်တို့ဒီနေ့ပြန်လဲစဉ်းစားသုံးသပ်ဝတ်ပြုခြင်းမှုကိုပြုတဲ့အခါမှာဆိုလို့ရှိရင်ခါလေးကျွန်တော်တို့ဖြစ်တဲ့စံလေးကျွန်တော်တို့ပြုတ်တတ်တာရှိတယ်ပြီးရောဆိုတဲ့ဥစ္စာမျိုးရှိတတ်တယ်။အခါလေးလဲကျွန်တော်တို့အဲ့အနေထားမျိုးတွေကျွန်တော်တို့ရှိလာတတ်တယ်။ဒါကြောင့်မလို့ဒါတွေကတကယ်ကိုကျွန်တော်တို့စဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့စဉ်းစားဆင်ခြင်ခြင်းမှုတွေကျွန်တော်တို့ပြင်ဆင်ခြင်းမှုတွေအပြင်
ကျွန်တော်တို့ဒီဖျားကိုကျွန်တော်တို့အစိခံတယ်ဆိုတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီခုနပြောတဲ့ကျွန်တော်တို့ဒီခပ်တဲ့အမှုတွေကိုပြုတဲ့အခါမှာဒီဟာတွေအင်မတန်မှအရေးကြီးတဲ့ချက်မှာဝတ်ပြုကိုယ်ွယ်ခြင်းအင်မတန်ပါလေအရေးကြီးပါလေ။ဒါကြောင့်မလို့အဲ့ဒီမလို့လှုပ်ဆောင်တဲ့အခါမှာလူတိုင်းမှာဝတ္တရားဝန်တာဝန်ဒါရရှိပါလေခါလီကျွန်တော်တို့တာဝန်တွေဝတ္တရားတွေကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာစိတ်ငြိမ်စွာကျွန်တော်တို့နေတတ်ကြတယ်ဒီနေရာမှာကျွန်တော်တို့ဝတ်ပြုကိုယ်ွယ်ခြင်း worship ဆိုတဲ့နေရာဘက်ကိုရောက်ဖို့အတွက်စိတ်ငြိမ်နေလို့ပြောချင်တာစိတ်ငြိမ်နေဆိုတာအော်သူတို့လုပ်ပါစေသူတို့ပဲလုပ်ပါစေတော့ငါမပိုင်ကိစ္စမရှိပါဘူးဆိုတဲ့ဥစ္စာမျိုးကျွန်တော်တို့မဖြစ်ဖို့လိုပါတယ်အဲ့ဒီမှာပြန်ပြီးမှကျွန်တော်တို့ရဲ့ဒီဝတ်ပြုကိုယ်ွယ်ခြင်းရဲ့စီမံအစီအမံတွေကျွန်တော်တို့ပြန်မှရေးကြည့်ပါလေခါလေးကျွန်တော်တို့ဒီဝတ်ပြုစည်းဝေးလို့ဘာလို့မှကျွန်တော်တို့ဘာပရိလို့ကျွန်တော်တို့ခေါ်တဲ့ဝတ်ပြုစည်းဝေးကိုဥဆောင်တဲ့ဒီပါဆိုလို့ရှိရင် orderly ကျွန်တော်တို့ကလောက်အောင်ဖြစ်ပါတယ်ခါလေးကျွန်တော်တို့ဘာလို့ဆိုရှင်ကတ်လာတဲ့အချိန်ကြမှာပဲဟေးအဲ့ဒီအစီအစဉ်လေးထည့်ပေးပါအောင်ဆိုတဲ့မျိုးဒါဖြစ်တယ်ဟောကျွန်တော်တို့တင်တော့မှာဆရာကြီးကဆူတောင်းနေတဲ့ချိန်မှာကျွန်တော်အားလုံးပါဖြစ်တယ်အဲ့ချိန်မှာလူငယ်လေးတယောက်ကအောက်အနေနဲ့ဆူတောင်းနေတဲ့ချိန်မှာခေါ်တဲ့အချိန်မှာဟာလေဒါဆူတောင်းနေတဲ့လူအားလုံးကဒီအုံးမဲ့ဥစ္စာကဘယ်ချိန်မှလောက်အောင်ဆိုဖျားမရှိခိုးခင်မှာကျွန်တော်တို့လောက်မယ်ကိစ္စဖြစ်တယ်ကျွန်တော်တို့ဒီနေ့ဒီအကြောင်းအရာတွေအင်မတန်မှကျွန်တော်တို့ရေးကြည့်ပါတယ်ဒါကြောင့်ဒီကောရီဩဝါဒစာမှာလည်းပေါ်ပြထားတဲ့ဥစ္စာတွေမှာဒီခတ်သိမ်းတဲ့အရာတွေကိုတင့်တယ်လျောက်ပတ်စွာဆိုပြီးမှဒါကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီတင်းလောက်ပါဆိုကျွန်တော်တို့ဒီ decently ကျွန်တော်တို့တိတိကျကျကောင်းမှုကျွန်တော်တို့လောက်ဆောင်ရမယ်ဆိုတဲ့အရာကိုပေါ်ပြတွေ့ရဒီအကြောင်းအရာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဘာပြန်တွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အတ္တတွေမှာကျွန်တော်တို့တွေဟာဖြစ်တဲ့ဆန်းကျွန်တော်တို့လောက်ဆောင်တတ်ပါလေခုနကျွန်တော်ပြောတယ်ပြီးရောဆိုတဲ့ဒီစိတ်နေစိတ်ထားနဲ့လုပ်တဲ့အခါမှာဘယ်နေရာမှာပဲဖြစ်ဖြစ်ကစင်သိမပြေဘူး။ဒါကိုတော့Facebook ထဲမှာတွေ့လိုက်တယ်။နာမည်ရောလာတာလို့လုပ်တယ်တွေ့တယ်မလား။ချို့တွေ့လိုက်မယ်။ချွေးလို့ပါလေတော့ဘာလို့အခြားတွေလုပ်တယ်ပြီးတဲ့ခါကျတော့ရောင်းတယ်ဆိုင်ရှင်လည်းတွေ့တော့ပဲအေးစေးတွေ့တယ်ဒါမဲ့ဘာဖြစ်စီလဲအမေစားတယ်လို့လည်းအားရပါရလာစားပါတယ်နောက်ပိုင်းအဲ့လိုမျိုးတွေ့တဲ့အခါကျလို့ရှင်တော့သူမသိစားချင်မှာမဟုတ်ဘူးဒါလေးအစဘောတာပြောချင်တာဘာလို့ဆိုဖြစ်တဲ့ဆန်းတော့ပဲဒီလိုလာစားတာအမြဲတမ်းလဲဟောဖြစ်တဲ့ခိုင်တာတိတ်ကြတယ်နောက်ဘာမှဝယ်စားတာလည်းမဟုတ်ဘူးဆိုမှအဲ့မှာသူစားတဲ့ထက်မှလည်းလေးစားလေးခပ်များလေးခပ်ထည့်ပေးလိုက်ရတယ်သူအဲ့ဒါလည်းသွားပြီအဲ့ဒါစက်ဖြစ်တဲ့ဆန်းလုံးလိုက်ချင်းအဖြစ်အဲ့ဒီအကျိုးရဲ့ဆက်လွယ်မှုအဲ့ဒီအကျိုးရဲ့နောက်ဆက်တွဲတွေကအင်မတန်ကျွန်တော်တို့တွေ့ခါလေးဘာလို့ဆိုရှင်ပြီးစလွယ်ပြီးရောဆိုတဲ့ဥစ္စာမျိုးလမ်းပေါ်မှာတွေ့တဲ့ဂဲတလုံးကိုဟာဒီဂဲကဒါလမ်းပေါ်မှာရှိတာမရှိတဲ့ဘူးအဲ့ဒီကနေယူဖယ်လိုက်မှပေါ့ဆိုယူဖယ်မှပြစ်လိုက်တယ်ဟိုဘက်မှာတယောက်ဖြစ်ပေါ်မှာပြစ်သွားချပြီးရောဆိုတော့ဒီနေ့ကျွန်တော်တို့မှာအဲ့ဒီပြီးရောဆိုတဲ့အရာတွေကြောင့်မလို့ကျွန်တော်တို့ဒီမှာဒီနေ့ဖြစ်တဲ့နေတဲ့ပြဿနာတွေကမကုန်ဆုံးမပြီးပြတ်ဘူးတစ်စင်ပြီးတစ်စင်တစ်ခုပြီးတစ်ခုကျွန်တော်တို့ရှက်လွယ်ပြီးရောထွေးနေတာတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါဒီနေ့ကျွန်တော်တို့ဒီတွင်းထဲမှာလည်းဖြစ်ပြနေတဲ့အရာဒါတွေပဲဖြစ်တဲ့ဆန်းဆိုတဲ့ကျွန်တော်တို့ဒီအရာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခါလီကျွန်တော်တို့ဒီဖြစ်တဲ့ဆန်းဖြစ်တဲ့အရာတွေဟာဆိုလို့ရှိရင်ဘာလို့ကြောက်လို့ကျွန်တော်တို့ဖြစ်တယ်လဲဆိုလို့ရှိရင်ဒီအတိတ်ပဲမရှိတဲ့အရာတွေကိုကျွန်တော်တို့ပြုတ်တက်ကြတယ်အတိတ်ပဲမဲ့စွာနောက်ပြီးမှယုတ်တိမရှိစွာ
ယောက်ျားမရှိဘဲနဲ့ကျွန်တော်တို့လုပ်တဲ့အရာတွေကဆိုလို့ရှိရင်ဖြစ်တဲ့ဆန်းလုပ်တဲ့အရာတွေဖြစ်စေတယ်ပြီးတော့ဘာလို့ဆိုရှင်ကျိုးချောင်းတဲ့ reason အကျိုးအကြောင်းတင်မှုမရှိဘဲနဲ့လုပ်တဲ့အရာတွေခါလေကျွန်တော်တို့ဘာဆိုရှင်အကျိုးအကြောင်းတင်တယ်မတင်ဘူးလည်းမသိဘူးဘာလို့အဲ့လိုမျိုးဟောလုပ်လိုက်တဲ့အခါမှာဖြစ်တဲ့ဆန်းကျွန်တော်တို့ဖြစ်တတ်ကြတယ်အခါလေကျွန်တော်တို့စီမံခန့်ခွဲမှုစီမံချက်မှုတွေကိုကျွန်တော်တို့ကမရှိတဲ့အခါမှာဖြစ်တဲ့ဆန်းဖြစ်တတ်တယ်ခါလေကျွန်တော်တို့အမြဲပြောတယ်အဲ့ဒါကဘာလဲဆိုရှင်အစိမ်းကြော်ကခါလေအစိမ်းကြော်ကောင်းတယ်စားလို့ကောင်းတယ်ခါလေအဲ့ဒီအစိမ်းကြော်ပဲဆိုမှလုံးလိုက်အစိမ်းအနှံ့ကြီးတဲ့ထွက်တဲ့အခါမှာစားလို့မကောင်းတဲ့အရာရှိတယ်ခါလေကျွန်တော်တို့အကုန်လုံးချီးမွမ်းတဲ့ခါတော့ကောင်းပါပဲဖြစ်လုပ်တဲ့အခါအစိမ်းကြော်ပဲထင်တယ်အစိမ်းကြော်တိုင်းဒီစားလို့တော့မကောင်းဘူးခါလေအစိမ်းကြော်တွေကသူအဝင်ဝင်ကြလာဖြစ်သွားတဲ့အခါမှာကျွန်တော်ရှင်းတော့ကောင်းပါလေဒါကြောင့်လို့ကျွန်တော်တို့ခါလေဘာပြောတတ်လဲဆိုကျွန်တော်တို့မှုတော်ဆောင်တွေကစပြောတတ်တယ်ဘာလို့ရှင်တန်ရှင်တော်ဝိညာဉ်တော်ဥဆောင်တဲ့အတိုင်းပဲဖြစ်လုပ်တော့မယ်ပြောမယ်ဟိုလုပ်မယ်ဆိုမှလာဟောအမှန်ကဘာလို့ဆိုကြိုတင်စီစဉ်မှုမရှိတဲ့အရာတွေကျွန်တော်တို့ဖြစ်အခါလေတချို့ကိစ္စတွေမှာကဘာလို့ရှင်ကြိုတင်ပြင်ဆင်မှုမရှိတော့ညာလေဖြစ်ပြတဲ့အနေအထားပေါ်မှာမူတည်ပြီးမှကျွန်တော်တို့ကဖြစ်တာရှိတယ်။ဒါလည်းကျွန်တော်တို့အသက်တာမှာအများကြီးကြုံတွေ့တတ်တယ်။ဒါအင်္ဂလိပ်ကတော့ on the spot ဆိုပြီးမှပြောကြ။ပြီးတော့နောက်တစ်ခုကဘာလဲဆိုရှင်ကျွန်တော်တို့ရီမန်းချက်မရှိဘူး။လို့သွားတာပဲရီမန်းချက်မရှိတဲ့ခါမှာဆိုရှင်လေဒါကဖြစ်တဲ့ဆန်ဖြစ်တယ်။ဒါတွေကဖြစ်တဲ့ဆန်ဖြစ်စေတဲ့ပေါ်တန်ဖြစ်စေတဲ့အကြောင်းအရာတွေဖြစ်တယ်။ခါလေကျွန်တော်တို့ခုဘာလုပ်တဲ့အခါမှာဂရိတစ္ဆာတွေကျွန်တော်တို့ပြတဲ့အခါမှာပြောကြတယ်။ဒါလည်းငါဂရိတိပါလည်းပိုင်းနေဆိုဒါကြောင့်အင်္ဂလိပ်ကရှိတယ် Don't give your promise easily ခင်ဗျားရဲ့ဂရိတစ္ဆာဂရိစကားတွေကိုလွယ်လင့်တကူမပေးပါနဲ့မပြောပါနဲ့အဲ့ဒါပြီးရောဆိုတဲ့ဥစ္စာကျွန်တော်ကတင်းအောင်ဆရာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကစကားပြောတဲ့အခါမှာချို့ဆရာတွေကပြောတယ်လှုပ်တတ်တာရှိတယ်တူတာရဟောဖြစ်နေချင်အင်းလောက်ပဲဟောလှုပ်လိုက်ကြဆိုမှခါကျွန်တော်ပြောတယ်အဲ့ဒီအင်းဆိုတဲ့ဟာညာဟောအဲ့ဒါဥစ္စာတနေရာမှာတော့စုတဲ့အချိန်မှာပြတ်တာပဲပြတ်တာရဲ့အစအဲ့ဒါပဲဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုမျိုးဟောမလို့ပြောချင်တာလွယ်တကူအဲ့လိုမျိုးမဟုတ်ဘဲနဲ့သေးချာစနစ်တကျ decently in order ဒီလိုမျိုးကျွန်တော်တို့လှုပ်ဆောင်မှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးခုနပြောတဲ့ဒီတင်းလျောက်ပတ်စွာခပ်သိမ်းသောအမှုကိုမိမိကိုယ်နဲ့ကပြုဖို့အတွက်ကကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာတွေအများရှိတယ်ခံယူရမယ့်အရာတွေအများကြီးရှိပါတယ်ခါလီတလို့ရှိရင်ကျွန်တော်တို့ကဒီအချိန်တိုးတဲ့အချိန်ရှိဘူးဆိုပြီးမှကျွန်တော်တို့အဲ့လိုမျိုးတွေဖြစ်တတ်ကြလှုပ်တတ်ကြတဲ့အရာတွေရှိပါတယ်ဒါတွေကိုကျွန်တော်တို့ရှောင်ရှားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဆိုလို့ရှိရင်တကယ်ကိုစနစ်တကျတည်တတ်နဲ့ကျွန်တော်တို့ဒီတင့်တယ်လျောက်ပတ်စွာပြုတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကစနစ်တကျနဲ့ရှိဖို့လိုအပ်ပါတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့စနစ်တကျဖြစ်ခြင်းနဲ့ကောင်းကောင်းမွန်မွန်တင့်တဲ့ဖြစ်ဖို့အတွက်ကျွန်တော်တို့လူတိုင်းမှာတောင်းရှိတယ်ဆိုတဲ့ဥစ္စာကိုဒါကြောင့်မလို့ဒီတမန်တော်ကြီးရှင်ပေါလုကလည်း Corinth မှာရှိတဲ့ဒီ Corinth သင်္ကားတွေကိုပြောတာဒါကြောင့်မလို့ကျွန်တော်တို့ပြန်ပြီးဒီစနစ်တကျတင့်တယ်လျောက်ပတ်စွာပြုနိုင်ဖို့ဖြစ်နိုင်ဖို့အတွက်ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာဆက်ဆင်ချင်နိုင်တဲ့အရာဆက်တွေးခေါ်တဲ့အရာလူတွေရဲ့အုံနောက်ဟာဆိုရှင်တာ dead brain မဟုတ်ဘူးကျွန်တော်တို့ကအုံနောက်သိနေတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီအုံနောက်ဟာဆိုလို့ရှိရင်အများအားကျွန်တော်တို့ကဆက်တွေးခေါ်မှုဆိုတဲ့ဥစ္စာရှိရမယ်အဲ့ဒါကိုကျွန်တော်တို့ဘာဆိုရှင်
ကျွန်တော်အဲ့အတွက်အချိန်ပေးရမယ်တဘောကမိဘူးတော်ကောင်းကျွန်တော်တို့ဒီတန်တန်းလိုက်ဓာတ်ကျိုးတော်ကောင်းဒီသူ့ရဲ့အကြောင်းအရာတွေကိုကျွန်တော်တို့လေ့လာထားတဲ့အခါကြလို့ရှိရင်ဒီအရာဆိုလို့ရှိရင်ဓာတ်လိုက်တတ်တယ်ပူတတ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တော့ထိတွေ့ဆရာမလို့နဲ့စဉ်းစားဆင်ခြင်ခြင်းအဖြစ်ကျွန်တော်တို့ဒါလုပ်လို့ရပါတယ်ဒါကြောင့်မလို့စဉ်းစားဆင်ခြင်ခြင်းဆိုတဲ့အရာအင်မတန်မှကျွန်တော်တို့အရေးကြီးတဲ့ line ဖြစ်တယ်တချို့အလုပ်လုပ်တဲ့အခါမှာခါလီကျွန်တော်တို့အလုပ်အရန်စူးစမ်းကြတယ်ကျွန်တော်တို့လှုပ်ဆောင်ကြတယ်သူတို့ပြည်လူမျိုးဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာဆိုရှင်ပါဒီအလုပ်ဆိုကူးဆိုတာပဲရှိတခြားတာမလားတော့မနေ့ကဒီကျွန်တော်နဲ့အတူတွေ့ဆုံပြီးစကားပြောတဲ့ကျွန်တော်တို့ဒီ Swedish missionary တယောက်နဲ့ကျွန်တော်ည3ရက်ပေါ့နော်ဒါပြောတဲ့အခါမှာသူကပြောလေဆိုလို့ရှိရင်သူလက်ဟန်မူရတာဒီလိုချီနေဒီလိုကြည့်ပါသူက action နဲ့ပြတာဒါဒီကျွန်တော်တို့ဒီတစ်ခုတည်းပဲဒီတိုင်းမှာပေါ့ကို့မှာ environment ဆိုတာရှိတယ်ဒါကြောင့်လည်းကျွန်တော်တို့ဘာဆိုရှင်ဆက်ဆင်ချင်တဲ့အရာတွေကိုဟောရှိဘယ်ရှစ်တဲ့ပဲဟာငါတော့ဒီတိုင်းပဲဆိုပြီးမှတော့ဟုတ်ပါနဲ့ဒီထားဝတ်ချင်တယ်ကျွန်တော်တို့ကျင့်အချိန်ပေးရမယ်ဒါကြောင့်မလို့ဒီတင်းလျောက်ပတ်စွာပြုနိုင်ဖို့အတွက်အချိန်ယူရမယ် take more time ဒါကြောင့်ဟိုတစ်ခေါက်ကျွန်တော်ကတချို့နေရာဝတ်ပြုတဲ့ညမှာပြောတယ် take more time အချိန်ယူပါဘာအတွက်အချိန်ယူရမယ်ဘာအတွက်မှကျွန်တော်တို့အခုအချိန်ယူစဉ်းစားဆင်ခြင်တဲ့အခါမှာကိုရောရဲ့နှုတ်ကပတ်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုစဉ်းစားဆင်ခြင်ရမယ်ပြီးတော့နေ့စဉ်နဲ့မြအသက်ရှင်ခြင်းအရာတွေအကြောင်းကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တာတွေမိသားစုနဲ့ပတ်သက်တာတွေအသင်းတော်နဲ့ပတ်သက်တာတွေလူမျိုးရေးနဲ့ပတ်သက်တာတွေအားလုံးစဉ်းစားဆင်ခြင်မှုတွေကျွန်တော်တို့ပြုရမယ်အဲ့တော့ကျွန်တော်တို့ဒီအသင်းတော်အနေနဲ့အားလည်းပါဆိုရှင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ daily bread ကျွန်တော်တို့မှုလို့ဆောင်နေရေးတယ်ဟိုပြီးခဲ့တဲ့ဘက်ကကျွေးမှုပေါ်ပြသွားတဲ့အတိုင်းပဲကျွန်တော်တို့60လောက်တော့အဲ့ဒီမှာပါစီးရင်ပေးထားတယ်တဲ့စီးရင်ပေးထားတဲ့60ထက်ကကျွန်တော်ပြောတယ်30လောက်ဖတ်ရင်လည်းဒါကျေးဇူးတော်ပဲနောက်ဆုံးတယောက်ပဲဖတ်ရင်လည်းကျေးဇူးတော်ပဲအဲ့လောက်တယောက်ဖတ်ရတဲ့ဆရာပြောတယ်မလိုပါဘူးမဟုတ်ဘူးဖြစ်နိုင်တော့အလုံးဖတ်ပါစိုက်ပြီးဒါပါဆိုအချိန်ယူရမယ်ကျွန်တော်အချိန်ပေးရမယ်ဒီနေ့ပေါ်ပြတဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဘယ်လိုဆက်ပြီးမှကျွန်တော်တွေးခေါ်စဉ်းစားပြီးကိုယ့်တက်တာပဲပြင်ဆင်ရမယ်ဒါရီအဆိုရှင်ခတ်သိမ်းတဲ့အရာကိုပြုခြင်းပဲကျွန်တော်ဖြစ်တယ်ဆိုတဲ့ဥစ္စာပေါ်ပြတယ်ဒါကြောင့်လို့ကျွန်တော်ရဲ့အသက်တာခုနပြောတဲ့ဝတ်ပြုကိုးကွယ်ခြင်းဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့ရှေ့မှောက်မှာပြန်ပြီးမှဝတ်ပြုကိုးကွယ်နိုင်လာဖို့အတွက်ဟာဘုရားရှိခိုးတယ်ဟဲ့ဆိုပြီးမှဒီတိုင်းတစ်ခါတည်းပဲလာတော့ဘုရားရှိခိုးလာဖို့အတွက်ကစိတ်နှလုံးကိုလည်းပြင်ဆင်ရတာပဲတခါလေကျွန်တော်တို့ဝတ်စားဆင်ရင်မှုကိုပြင်ဆင်တဲ့ကဲတော့စိတ်နှလုံးကိုလည်းကျွန်တော်တို့ပြင်ဆင်ရတယ်ပြင်ဆင်ပြီးလာတဲ့အခါမှာကျွန်တော်တို့နှုတ်ပတ်တော်ကိုဒါမြောက်ဝင်ခြင်းမှုတွေဒါကြောင့်ကျွန်တော်ကဘာလို့ဆိုရှင်တတ်နိုင်ဆုံးကျွန်တော်ကြပြဆရာလည်းမဟုတ်ဘူးစာချိုးဆရာလည်းတော့မဟုတ်ဘူးတိုးတော်ညာလည်းတတ်နိုင်ဆုံးကျွန်တော်ရဲ့ဒီဟိုပေါ့ဒီတရားဒေသနာတွေကိုအဲ့လိုမျိုးခေါင်းစဉ်လေးတွေနဲ့ကျွန်တော်ကိုဟိုဒေတာမှာနေတဲ့အချိန်မှာကစကျွန်တော်ပြုအဲ့ဒါခေါင်းစဉ်လေးကိုမှတ်မိတဲ့အခါမှာအင်မတန်မှဒါခွန်အားရစရာတစ်ခုဖြစ်တယ်ဒါကြောင့်ဒီမှာကျွန်တော်တို့ရဲ့မိတ်ဆွေဖြစ်တဲ့ကိုဂရန်နိုဆန်အခုတော့ဒီမှာပြန်ရောက်လာနိုင်ဘူးတော်တော်လေးကြားတဲ့အခါမှာသူပြောလဲဆို刷那门卡呢？俺们什么不？俺们现在来嘛，送出个高低个哈。那第少钱门的不得了，啥？灭地破对。那先说，那周边嘛，灭个话 ，foundation 个开毛了话没？第少话没说了噻。大家 message 呗，大家那个不懂呗。那咱们说今天个嘞，就是说保持些可能表嘞。ခတ်သိမ်းသောအမှုမိမိပြုရမယ်ကိုလောက်ရမယ်အရာပြောနေချက်ဖြစ်ပါလေကောင်းပြီဆက်ပြီးမှခုနပြောတဲ့
အရာကျွန်တော်တို့အချိန်ပေးရမယ်ဆိုတဲ့ဥစ္စာကိုပေါ်ပြထားတာဒုတိယတစ်ချက်ကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအိမ်မှုကိစ္စထိန်းသိမ်းခြင်းမှုကိုကောင်းစွာပြုရမယ်အိမ်မှုကိစ္စအိမ်မှုကိစ္စထိန်းသိမ်းရမယ်ဆိုတဲ့ဥစ္စာ good housekeeping အိမ်မှုကိစ္စကိုထိန်းသိမ်းကောင်းကောင်းမွန်မွန်ထိန်းသိမ်းရမယ်ဆိုတဲ့ဥစ္စာဒါအင်မတန်မှအရေးကြီးတယ်အိမ်မှုကိစ္စလို့ပြောလိုက်လို့ရှိရင်ငွေကြေးဥစ္စာရှာဖွေတာကအစဒီယုံကြည်ခြင်းမှစ၍ငွေကြေးဥစ္စာရှာတဲ့နေ့စဉ်နဲ့အသက်တာရှောက်လန်းခြင်းတာသမီတွေနဲ့စကားပြောခြင်းမိသားစုစကားပြောခြင်းစသည်ဖြင့်ဒီဥစ္စာတွေဒီအရာတွေအင်မတန်မှအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့တယောက်ဟာငါတော့အိမ်တော်တွေမှမဟုတ်တာသင်ဒီအိမ်တော်တွေမဟုတ်တော့ညာလေသင်ဒီမိသားစုတစ်ခုကလည်းဝတ်ပါလာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာလို့ဆိုရှင်အိမ်မှုကိစ္စဒါကြောင့်မလို့ကျန်းစာထဲမှာပေါ်ပြထားတဲ့အငြင်းဆုံးသောအမှုကိုမှာကောင်းမွန်စွာလုပ်တဲ့သူကဆိုရှင်တခြားကြီးသောအမှုမှာတာ၍သစ္စာရှိတယ်ဆိုပြီးမှပေါ်ပြကြတယ်ဒါတကယ်ကိုအင်မတန်မှနေ့စဉ်နဲ့အမျှကျွန်တော်ကြုံတွေ့နေရတဲ့သိငယ်တဲ့ကိစ္စတွေကိုဒီနေ့ကျွန်တော်တို့ပြန်လည်စဉ်းစားဆင်ခြင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ခါလေးတလို့ရှင်ဒီအိမ်မှုကိစ္စတွေလွတ်ဆောင်တဲ့အခါမှာပြီးရောဆရာတယောက်ကပြောလဲဆိုကျွန်တော်တို့ကမိသားစုခရစ်စတန်တင်ခรูပတ်ဆိုရခရက်အိမ်တော်ရက်သတ္တပတ်လိုမျိုးမှာမိခင်များနေလိုမျိုးမှာပြောတဲ့အခါမှာဆရာတပါပြောလဲဆိုရှင်ဒီများလည်းတော့ဒီတိုင်းကကျွေးမွေးပြုစုပြီးမှကြီးလာကြတယ်ပါไม่ก็ตั้งงานนั่งบ่าวะเฉยงาก็นี่ဒီတိုင်းမတော့ကြည့်လာတာပဲစသဖြင့်သူကအဲ့ဒါပါပြောတာပေါ့လေနော်ညီစရာနေနဲ့တော့လေသူကပြောတယ်အဲ့လိုလဲဖြစ်ကောင်းဖြစ်လိမ့်မယ်တိုးတော်ညာလဲသူ့ကိုသူမိသားစုနေနဲ့မိခင်နေနဲ့ကောင်းကောင်းမွန်မွန်ပေါ့အိမ်မှုကိစ္စတွေကစပြီးဒီတာသမီကိစ္စတွေကစကောင်းကောင်းမွန်မွန်သင်ပြီးဆောက်ရှောက်တဲ့ပိုင်းနေတာရှိဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီဆူတောင်းမိသားစုတွေမှာဆူတောင်းတဲ့အခါမှာတာသမီတွေနဲ့ပတ်သက်ပြီးမှဘုရားသခင်ပေးတဲ့အရာဖြစ်တဲ့စသဖြင့်ဒီအိမ်တော်မှုကိစ္စတွေမှာဒါတွေနဲ့တာသမီတွေလည်းပါအကောင်းဆုံးဒီနေ့ကျွန်တော်တို့ဒီ overseas ကျွန်တော်တို့ဒီပြင်ပမှာနေထိုင်တဲ့သူတွေနေနဲ့အခုကျွန်တော်တို့ဗာတွေ့ရတယ်ဆိုလို့ရှိရင်အခုအိမ်တော်ရက်သားကြတယ်တချို့တာသမီတွေငယ်သေးတယ်အခုတချို့ပြိုတွေဖြစ်လာပြီးအဲ့ဒီအချိန်မှာတခုကတော့ကျွန်တော်တို့ပြန်ကြုံတွေ့လာရတယ်ဒါအိမ်ထောင်မှုကိစ္စကနေစတဲ့အရာပြန်ပြီးယုံကြည်ခြင်းကနေသွေဖယ်သွားမလားဘုရားကြောင့်မလာတဲ့တာသမီဖြစ်သွားမလားဒီကိုလူမျိုးကိုနိုင်ငံနဲ့ပတ်သက်ပြီးဘာမှမဆိုင်ဘူးဘာမှမသိဘူးဆိုတဲ့အရာမျိုးဖြစ်သွားမလားဒါတွေကဆိုလို့ရှိရင်အိမ်တော်ကနေစတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့အိမ်ထောင်ဒီထိန်းသိမ်းခြင်းမှုကိုပြုတဲ့အခါမှာအိမ်တော်မိသားစုကိုပြောလဲဆိုရှင်က small church လို့ပြောတာတင်းတော်ကလေးအဲ့ဒီအတင်းတော်ကလေးတွေမြောက်များစွာပေါင်းလိုက်တဲ့အခါကျမှတင်းတော်ဆိုတဲ့အရာတွေကျွန်တော်တို့ဖြစ်ဒါကြောင့်မလို့ဒီအရာတွေမှာထိန်းသိမ်းခြင်း all sides အရာတိုင်းမှာအိမ်တော်မှုနဲ့ပတ်သက်တဲ့အရာတိုင်းမှာကောင်းမွန်ဆုံးထိန်းသိမ်းဆောင်ရှောက်ဖို့ကျွန်တော်တို့မှာပြုရမယ်တောင်းလှုပ်ဆောင်ရမယ်အရာအဲ့ခတ်သိမ်းတော့အရာအဲ့ဒါဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်၌တူးတယောက်ချင်းစီပြုလို့ရမယ်အရာဖြစ်ပါတယ်ဒါခုနပြောတဲ့အချိန်ပေးပြီးစဉ်းစားဆင်ခြင်မယ်ကိုယ့်ရဲ့ဒီအိမ်ထောင်မှုထိန်းသိမ်းခြင်းခုနပြောတဲ့မြောင်များစွာပြောအများကြီးရှိတယ်အဲ့ဒီဥစ္စာတွေအားလုံးထိန်းသိမ်းရမယ်ဒုတိယတစ်ချက်ကတတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်လုပ်ငန်းခွင်ကိစ္စလုပ်ငန်းနဲ့ပတ်သက်ပြီးမှလုပ်ဆောင်ရမယ် business affair လုပ်ငန်းကိစ္စတွေပြောတဲ့အခါမှာမိသားစုရဲ့ဝင်ငွေကိစ္စကျွန်တော်ရှိလာမယ်နောက်ပြီးမှအသင်းတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ဆောင်မှုတွေပါဝင်မှုတွေ
စက္ကန့်မှုတွေကျွန်တော်တို့ဒါလှုပ်ဆောင်ပိုင်းဖြစ်တယ်ကျွန်တော်တို့အားလုံးရဲ့စိတ်ထဲမှာအော်ငါမပါရင်လည်းကိစ္စမရှိပါဘူးဆိုလို့ရှိရင်တော့အဲ့ကောင်းကြီးကလွယ်ဘူးဒါကြောင့်ကျွန်တော်ပြီးခဲ့တဲ့တပတ်ကပြောတယ်2019ခုနှစ်မှာကျွန်တော်တို့ဒီဂျပန်မှာရောက်နေတဲ့အချက်အသင်းတော်နေနဲ့ကျွန်တော်တို့ငွေရတုတပည့်ငွေရတုယူဘီလာဂျူဘလီကျွန်တော်တို့လှုပ်ဆောင်တယ်ချီးမွမ်းကြတယ်ဒီချီးမွမ်းတဲ့အခါမှာကျွန်တော်တို့ဒီအရာဝတ္ထုအဖြစ်ဝတ်ပြုချီးမွမ်းခြင်းချက်စိတ်နှလုံးနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းမှုတွေကိုကျွန်တော်တို့ဒါပြုရဒါကြောင့်ဒီပြုတဲ့အခါမှာခုနပြီးခဲ့တဲ့တပတ်ကပြောတယ်အခုတောင်းနေခွဲဝေအနေနဲ့အခါလှုပ်ဆောင်ဖို့ပြောတဲ့အခါကျလို့ရှိရင်တော့ငါဟောမဖြစ်ပါဘူးဒီဟာမဖြစ်ပါဘူးသူအဲ့ဒါလုံတော့ငါမလုပ်ဘူးသူဒါရဲ့ဆိုငါဒါပဲဆိုတဲ့ဥစ္စာမျိုးတွေကျွန်တော်တို့ဒီဟာတွေဟာဆိုလို့ရှိရင်ခုနပြောတဲ့ဒီဖြစ်တဲ့ဆန်းဆိုတဲ့အမှုဘက်ကိုရောက်သွားတဲ့အရာဖြစ်ပါတယ်အဲကြောင့်လို့ဒါကိုစနစ်ကြအသင်းတော်မှာရှိတဲ့သေယိုဆရာတွေကျွန်တော်တို့ဒီအသင်းတော်ရဲ့ခေါင်းဆောင်အသင်းတော်ကော်မတီခေါင်းဆောင်တွေအားလုံးရဲ့စုပေါင်းဆွေးနွေးမှုတွေအဖြစ်ကျွန်တော်တို့ကောင်းမှုဆုံးကျွန်တော်တို့လှုပ်ဆောင်သွားခြင်းလို့ဒီလေဒါဘုရားသခင်ရှေ့တော်ပေါ့မှာဝတ်ပြုကိုးကွယ်ခြင်းအတွက်ကျွန်တော်တို့ဒါကိုတေချာခတ်သိမ်းတဲ့အရာတွေကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲစုစီစီနဲ့လှုပ်ဆောင်တဲ့အရာတွေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းပေါ်ပြတယ်ဒါကြောင့်မလို့ငန်းတာတိုင်းမိမိနဲ့သက်ဆိုင်တဲ့ငန်းတာဖျားခင်တဲ့သက်ဆိုင်တဲ့ငန်းတာဆိုတဲ့ဒီငန်းတာတွေအများကြီးရှိတဲ့အထက်မှာဒီငန်းတာတွေကိုကျွန်တော်တို့စနစ်တကျနဲ့ကောင်းမှုလုပ်ဆောင်ဖို့လိုအပ်ပါတယ်ဒါပြောချင်တဲ့ပိုင်းကဒီအသင်းတော်ရဲ့ငန်းတာအားလုံးပါကျွန်တော်တို့ပေါဝင်ရမယ်လှုပ်ဆောင်ရမယ်ဆိုတဲ့အရာဖြစ်တယ်နောက်တစ်ပတ်လေးတစ်ချက်အနေနဲ့ဗာလဲဆိုရှင်အသင်းတော်ရဲ့စီမံခန့်ခွဲမှု church management church management လို့ပြောတဲ့အခါမှာ church လို့ပြောလိုက်တဲ့အခါမှာအဆောက်အဦကြီးကိုမြင်ပါတယ် church ဟူသည်အသင်းတော်ဟူသည်သင်တို့ကျွန်ုပ်တို့ဖြစ်၏လူတွေပြောတာ building ကတော့ကျွန်တော်တို့ visible ကျွန်တော်တို့မြင်ရတဲ့အရာကျွန်တော်ရဲ့ဒီဥတယောက်စစ်ဟာဆိုလို့ရှိရင်အသင်းတော်လို့ပြောလိုက်တဲ့အခါမှာအဆောက်အဦကိုမမြင်ပဲဝတ်ပြုတဲ့နေရာကိုမမြင်ပဲနဲ့ဒီအသင်းတော်မှာပါဝင်နေတဲ့ဥစ္စာဓာတ်တွေဖြစ်တယ်။ဒါကြောင့်မလို့ခရစ်တော်ဒီဟူသောကိုယ်တော်ကိုတည်ဆောက်တယ်ဆိုတာအသင်းတော်ခရစ်တော်ရဲ့အသင်းတော်ဆိုပြီးမှကျွန်တော်တို့ပေါ်ပြလာတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဥတယောက်ချင်းစီဒါအင်မတန်မှအရေးကြီးတယ်။ဒါကြောင့်မလို့ပြီးတော့ဘာလို့ဆိုရှင်အသင်းတော်ရဲ့အငန်းသာစီမံခန့်ခွဲမှုအရာတွေပြန်ကြည့်တဲ့အခါမှာဟောပြီးခဲ့တဲ့ပါတော့မှာဒီလာရဲ့ဟောပေါ့ပထမပတ်မှာကျွန်တော်တို့ဒီမှာ church management ကျွန်တော်တို့တင်တော် management ရဲ့ဒီ call ပေါ့လေနော်ကြော်ရိုးလေးကိုကျွန်တော်လေ့လာတဲ့အခါမှာရောက်ရှိလာကြတဲ့ရောက်30လောက်အတွက်လည်းညာကြီးကျေးဇူးတင်တယ်ချားလူတွေတော့မအားလုံးဖြစ်လိမ့်မယ်ဒါမဲ့ဒီအရာတွေကဘာလဲဆိုရှင်ပူပေါင်းလှုပ်ဆောင်တတ်ဖို့အတွက်ဒါအင်မတန်မှဒါလိုအပ်ပါကျွန်တော်တို့ဒီ choir ဆိုတဲ့အခါမှာဒီမနေ့ကျွန်တော်တို့ choir ဆိုတဲ့ပရိသတ်တွေကြားလိမ့်မယ်ကျွန်တော်တို့ဘာမရှိဘူးလေဆိုလို့ရှိရင်tenorမရှိဘူးတို့တော့ညာလဲရှိတဲ့လူနဲ့ကျွန်တော်တို့ဖြစ်တယ်ဆိုကျေးဇူးတော်ချီးမွမ်းတယ်ပြောချင်တာtenor ဆိုတတ်တဲ့လူခင်ဗျားရဲ့အတန်ကိုဆေဖို့တော့ပေါ့ပါကျွန်တော်တို့ဒီမနေ့ဆိုရင်9ယောက်6ယောက်9ယောက်ဒီတင်မှာကျွန်တော်ပါဝင်နေတာ300ကျော်ရှိတယ်ဒါကပြစ်ဆိုတာမဟုတ်ဘူးပြောချင်တာကဘာလဲဆိုရှင်ပါဝင်ကြရမယ်တချို့ကလည်းပြန်ပြောတဲ့အပိုင်းမှာရှိတယ်လှုပ်ဆောင်မှုအရာတွေကပုံစံပြောင်းရမယ်ခါလာလဲဒါပဲခါလာလဲဒါပဲဟိုအဲ့ဒါပဲဟိုပြန်ပြီးဟောလုပ်ဖို့အတွက်ခင်ဗျားဒီလာပါအောင်လှုပ်ဆောင်ပါတော့မယ်ပိုင်းနေစီဒါဆိုရှင်အသင်းတော်ရဲ့စီမံခန့်ခွဲမှုဆိုတဲ့ဥစ္စာတိုးတော်ညာလဲဒီအသင်းတော်ရဲ့လှုပ်ဆောင်မှုမှာ popularism လို့ခေါ်တဲ့ထင်ပေါ်ကျော်ကြားလိုမှုနဲ့လာရင်သင်ဒီစိတ်ထဲမှာထိုအရာကို
che like bi sesame bi solin tin bi amin la phi ko amin la ne we ja ba si da jam lo choro di atin do ma choro alu atu de kwa lo sao chen pu pong chen ne choro song ya ma di bele ko na pyo de choro chin so de ne ma tu ma pa ya nga ma pa ya so de osa shi bu alu ba choro di ne pu pu le le pyo me choro music de lo ma da bu多年来，所见到期望见到谁能弄什么更昂的卡，什么不皮耶，第一边路这个 bass 当那个那种的，瓜呀说啦你东西文件是哪边？music 弄到多年来期期望的，你做了你还继续真的，不要听啊，真的我爱你，我啥 keep 話လုံးနိုင်ဖို့အတွက်လိုက်ပြီးဟောပေါ့လေမှတ်သားနိုင်ဖို့အတွက်ကျေးဇူးတော်ပေးတာလေဒါကျေးဇူးတော်ပဲဆိုတဲ့ဥစ္စာကိုကျွန်တော်ခံယူပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီအသင်းတော်မှာခုနပြောတဲ့ခတ်သိမ်းသောအမှုကိုမိမိပြုရမယ်ဆိုတဲ့အရာဒီအသင်းတော်ကြီးကိုတီဆောက်လှုပ်ဆောင်သွားတဲ့အခါမှာဘုရားသခင်ဒီသင်ကိုပါတာဝန်ဝတ္တရားအနှင်းတယ်တင်ကိုယ်တိုင်ပါဝင်ရမယ်လှုပ်ဆောင်ရမယ်စီမံရမယ်ခံခွဲရမယ်ဥပေါင်းရလှုပ်ဆောင်ရမယ်ပိုင်းတွေရှိတယ်ပြီးခဲ့တဲ့တပတ်ကပဲကျွန်တော်တို့ဒီမှာပုံဆွဲကြတယ် team work နဲ့ပတ်သက်ပြီးကျွန်တော်တို့အဖွဲ့9လောက်ကျွန်တော်တို့ခွဲလိုက်တယ်ခွဲပြီးတချို့ကိုခေါင်းဆွဲခိုင်းတယ်တချို့ကိုလေဘင်းဆွဲခိုင်းတယ်တချို့ကိုဘယ်လက်ညာခြေတော့ဘယ်ခြေတော့ one bite ဆိုပြီးဆွဲတဲ့အခါမှာကျွန်တော်တို့တယောက်မှမတိုင်မင်ရဘူးလို့ပြောလိုက်တဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ခေါင်းကကြီးကျွန်တော်ထင်တယ်ကျွန်တော်ပုံမှန်ထူအောင်ဆွဲတယ်ထင်တယ်မဲ့လုံးလုံးထဲလိုက်သေးတယ်ကျွန်တော်လေဘင်းကလောက်ကြီးဖြစ်တယ်နောက်လက်ကဘောဆိုတစ်ဖက်ကရှည်ပြီးတစ်ဖက်ကသေးတဲ့အခါဒါဟောဖြစ်တယ်တော့ခြေတော့ကလည်းခြေမကဘယ်ခြေတော့လိုမျိုးတစ်ခုလိုမျိုးဖြစ်နေတာတဘောကဒီလိုမျိုးတွေပေါ့အဲ့ဒါမျိုးတွေပေါ့ဖြစ်တဲ့ဥစ္စာဒါတွေကဘာတွေ့ရလဲဆိုတဲ့ဥစ္စာကငါလည်းငါသိတယ်လို့လုပ်မယ်ငါလည်းငါတတ်တယ်လို့လုပ်မယ်ငါပြောပြီးပြီပဲငါလုပ်ပြီးပဲဆိုတဲ့ဥစ္စာမဟုတ်ဘဲနဲ့အဲ့ဒီမှုရပကြီးဆွဲခြင်းအဖြစ်သင်ယူတဲ့အရာပေါင်းပြီးမြောက်များစွာရှိတယ်အဲ့အတွက်ကျွန်တော်တို့အခြေယူကြတယ်ဒါကြောင့်လို့ဒီနေ့ကျွန်တော်တို့ဘောဆိုရှင်ဒီဝဆွဲတဲ့အခါဥမာအားလုံးကစုပြီးမှခဏပြောရကျွန်တော်ပြောလဲဆက်စကားနဲ့အဲ့ခေါင်းမှာကျွန်တော်မဲ့လေးပါတယ်ဒါကျွန်တော်ပုံဆွဲတယ်လို့ねအကယ်၍ကျွန်တော်ဒီမတ်တရရွေတော်ကောင်းကျွန်တော်နေလို့ရှိရင်အားလုံးကစုပြီးမှဆွဲလိုက်လို့ရှိရင်အချိုးကျတော့ပြေပြစ်တော့ဆိုတဲ့ဥစ္စာထွက်လာဒါကြောင့်အဲ့ဒီကထွက်လာတဲ့ဥစ္စာကဘာလဲဆို deformity ပုံစံပြက်ဒါဆိုလို့ရှိရင်အသင်းတော်စီမံခန့်ခွဲမှုကိုလည်းကျွန်တော်တို့အဲ့ဒါယူရမှာဖြစ်ပါတယ်ခြေထောက်ကြီးပဲကြီးနေလို့မကောင်းဘူးခေါင်းကြီးပဲကြီးနေလို့မကောင်းဘူးဘိုက်ကြီးပဲဘယ်လိုပြောမလဲရေပြင်းလိုမျိုးဘိုက်ကြီးကကြီးလေပြီးမှအဲ့ဒါလည်းမဟုတ်ဘူးဒါမကြမ်းပါနဲ့ဒါကြောင့်လို့ဒီနေ့စီမံခန့်ခွဲမှုအရာရဲ့အကောင်းဆုံးသောဥဆောင်လမ်းပြမှုဒီခရစ်တော်ဖြစ်ဒါကြောင့်လို့Christ management ဆိုတဲ့စာအုပ်ကျွန်တော်တို့တွေ့နေမှာဗမာလူလေးရေးထားတာရှိတယ်စသဖြင့်ဒီဟာတွေဆိုရှင်ဒီနေ့ကျွန်တော်တို့ခုနပြောတဲ့ဘုရားရှေ့မှာရောက်ရှိဖို့အတွက်ဒီပူဇော်တကာရောက်ရှိဖို့အတွက်ကဆိုလို့ရှိရင်ခုနပြောတဲ့ကျွန်တော်တို့ဒီစီမံခြင်းခန့်ခွဲခြင်းအသင်းတော်ကိုပူပေါင်းလို့ဆောင်ခြင်းဆိုတဲ့ဒီအရာကအင်မတန်မှကြီးတယ်ဆိုတဲ့အရာကိုပြတယ်နံပါတ်5တစ်ချက်နေတဲ့ဗာလဲဆိုလို့ရှိရင်တူတယောက်စီရဲ့ဒီယုံကြည်မှုဘာသာရေးတဲ့ပတ်သက်ပြီးမှသက်ရှင်နေထိုင်မှုဒါပါဆိုရှင် personal religious living ဆိုတဲ့ဥစ္စာဘာသာရေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဒီအသက်ရှင်နေထိုင်မှုအင်မတန်မှအရေးကြီးတယ်ကျွန်တော်တို့အခုဒီမှာအသက်ရှင်ရှောင်းလာတဲ့အခါမှာခါရီကျွန်တော်တို့ doubt ဖြစ်တယ်တန်တရားတွေဖြစ်တယ်ကျွန်တော်တို့တန်တရားတွေဖြစ်ကြတာတွေကျွန်တော်တို့မပြောသင့်တဲ့အောင်သခင်ခရစ်တော်နဲ့အတူတူ3 နှစ်3မိုးလုံးအတူနေခဲ့တဲ့ Thomas ဒီပင်လေသခင်ခရစ်တော်ကရှင်ပြန်ထမြောက်လာတဲ့အခါမှာအခန်းထဲမှာနေတဲ့အခါမှာအစီတရေပဲဆိုပြီးမှလမ်းဖြတ်တယ်
ဒီခါမှာသခင်ခရစ်တော်ကကောင်းကောင်းသိတဲ့အခါမှာ Thomas လာကြခဲ့ဒီမှာယော့ကြည့်ထိုးကြည့်ကျွန်တော်ဖျားပြီးဒီဆိုပြီးမှဟောပြဒါကျွန်တော်တို့ရဲ့အရင်ဆုံးကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာဖြစ်တယ်ဒါကြောင့်လို့ဒီ personal religious living ဒီဘာသာတရားနဲ့ကျွန်တော်တို့အသက်ရှင်နေထိုင်ဖို့အတွက်ကခုနပြောတဲ့တန်တရားဆိုတဲ့အရာကိုကျွန်တော်တို့ဖျောက်ဖျက်ရမယ်ရမှာဖြစ်ခဲ့တော့အရင်ဆုံးပါဆိုဘုရားသခင်ကိုသိရှိခြင်းဆို knowing God ရှင်ဘောလူကတော့ပြောတယ်ငါဘယ်လိုကိုကိုယ်တယ်ငါဘယ်လိုဖျားကိုဘယ်လိုလဲဆိုတဲ့ဥစ္စာမှာကောင်းကောင်းသိတယ်ဆိုတဲ့အရာဒါပေါ်ပြတယ်ဒါကြောင့် knowing God ဖျားသခင်ကိုသိရှိဖို့အတွက်ကကျွန်တော်တို့ဖျားကိုသိဖို့အတွက်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအသက်ရှင်တော်မူသောတမန်ကျမ်းစာတော်မြတ်အသက်ရှိသောတမန်ကျမ်းစာတော်မြတ်ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာတွေ့ကြည့်တဲ့အခါမှာဒါစာအုပ်ပါပဲဓမ္မသစ်ဓမ္မဟောင်းပေါင်းတဲ့ပြီးတော့ဒါပဲဆိုပြီးမှကျွန်တော်တို့ပြောကြတယ်တိုးတော်ညာလဲအဲ့ဒီတမန်ကျမ်းစာထဲမှာဖျားသခင်ရဲ့နဲ့ထိတွေ့ဖို့ဖျားသခင်ကိုမိတ်ဆက်ပေးတဲ့ဖျားသခင်ကိုအကြောင်းကိုပြောပြတဲ့အရာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ဒီအရာကိုလည်းဒီ focus ပြုတယ်။ဒီအရာကိုကျွန်တော်အလေးထားပြီးမှအခုအသင်းတော်အိမ်မှာတနင်္လာနေ့တိုင်း the Bible ဆိုတဲ့ခေါင်းစဉ်နဲ့ညဝင်ခြင်းမှုတွေပြုတယ်။ရောက်ရှိလာတဲ့သူတွေတော့လည်းယေရှုတင်တယ်။ဒီတမန်ကျမ်းစာနဲ့ပတ်သက်ပြီးမှတချို့ပြောလိုက်မယ်ငါလေ့လာပြီးသားငါဖတ်ပြီးသားမှန်ပါလိမ့်မယ်တိုးတော်ညာအင်မတန်နဲ့နေတယ်ဆိုတဲ့အကြောင်းကိုဖတ်ပြောချင်တယ်ဒါကြောင့်မလို့ဒီအရာဟာအင်မတန်မှအရေးကြီးတယ်ဖျားသခင်ကိုသိရှိခြင်းဆိုတဲ့အရာသင်သည်ကိုပြန်မေးဖို့ကျွန်တော်တို့လိုအပ်တယ်ခတ်သိမ်းသောအမှုကိုပြုနိုင်ဖို့အတွက်ကိုပြုဖို့မေးဖို့ပါဆိုရှင်ငါဖျားသခင်ကိုတကယ်သိပါသလားတန်တရားဖြစ်ပါသလားဆိုတဲ့မေးခွန်းဟာကိုယ့်ရဲ့စိတ်ထဲမှာကျွန်တော်တို့မေးပါပြန်ပြီးမှဒါကိုစုံစမ်းစစ်ဆေးပါကျွန်တော်တို့ဒါရေးကြည့်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာဆိုရှင် believing God ဆိုတဲ့ပြန်ပြီးမှကျွန်တော်တို့ယုံကြည်ခြင်းခိုင်မာဖို့အတွက်ခါလီကျွန်တော်တို့ဘက်ထရီတော့မကုန်သွားလို့ရှိရင် battery charging သွင်းရတယ် battery ဘယ်ဖုန်းမဖြစ်အခါဝယ်ပြီး battery သွင်းစရာမလိုဘူးဆိုတဲ့ဥစ္စာမရှိဘူးပြန်သွင်းရတာပဲချိုးနီးသူစွာကျွန်တော်တို့ဒီတက်ရှိနေ့စဉ်တိုင်းကျွန်တော်လှုပ်ဆောင်သွားတဲ့အခါမှာယုံကြည်ခြင်းအတွက်ပြန်လည်ပြီးအားဖြည့်ဖို့ spiritual food လို့ခေါ်တဲ့ဝိညာဉ်အစာကိုကျွန်တော်တို့ရေးစားမယ်ဒါကြောင့်မို့ခုနပြောတဲ့ကျမ်းစာဖတ်တယ်ဘုရားသခင်ကိုသိတယ်ပြီးတဲ့အခါမှာသိတော့ဘုရားသခင်ကိုငါသည်ယုံကြည်၏မယုံကြည်၏ဆိုတဲ့ဥစ္စာကိုပို့ပြီးမှဆုံးဖြတ်ခြင်းမှုကိုပြုရမယ်ဒါဟာခတ်သိမ်းတော့မှုရာကိုပြုဖို့စဉ်းစားဆင်ခြင်ထုံတရားနဲ့စဉ်းစားတွေးခေါ်မယ်ပြီးတဲ့အခါမှာဆုံးဖြတ်မယ်သိနာတဲ့အခါဆုံးဖြတ်ခြင်းမှုတွေကျွန်တော်တို့လုပ်ဆောင်မှာဖြစ်တယ်ပြီးတဲ့အခါမှာဘာလို့ဆိုရှင်ခုနပြောတယ်ဘုရားကိုသိတယ်ဘုရားကိုယုံကြည်တယ်ပြီးတဲ့အခါမှာဘာလုပ်ရမလဲ doing the will of God ဘုရားသခင်ရဲ့လိုအင်ဆန္ဒဘုရားသခင်ရဲ့လိုတော်တိုင်းလှုပ်ဆောင်ရမယ်ဆိုတဲ့ဒီအရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ personal religious living ဘာသာတရားနဲ့ပတ်သက်ပြီးကျွန်တော်တို့သက်ရှင်လှုပ်ရှားဆောင်ရွက်ရမယ်အရာတွေဖြစ်တယ်။ဒါကြောင့်မလို့အဲ့မှာကျွန်တော်တို့ဒီရှင်ယာကုပ်အခန်းကြီးနဲ့အငယ်26မှာပေါ်ပြထားလဲဆိုရှင်အငန်းတာအလုံးယုံကြည်ခြင်းမှာလုပ်ငန်းမပါလို့ရှိရင်အသေးပဲဖြစ်တယ်ဆိုတော့ပေါ်ပြထားတယ်။ Faith without work is dead. ယုံကြည်ခြင်းအသက်တာမှာလှုပ်ဆောင်ခြင်းဆိုတဲ့အရာမရှိလို့မရဘူး။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ပြန်ပြီးမှဒီအရာတွေကိုကျွန်တော်တို့ဖြည့်သိရမယ်။ခုနကျွန်တော်တို့လူငယ်များဥဆောင်တဲ့အတိုင်းပဲတီးဆိုသွားတဲ့သေသခြင်းတွေဟာဆိုရှင်တန်စင်အားဖြင့်မြူးကျူးတယ်လို့ပဲမဟုတ်ဘဲနဲ့အဲ့ဒီရဲ့စာသားများတို့ဒီနေ့ကျွန်တော်တို့ကိုဒီနေ့တရားဒေသနာ spiritual food spiritual strength spiritual encouragement ဝိညာဉ်နဲ့ပတ်သက်တဲ့နိုးဆော်မှုခွန်အားပေးမှုဝိညာဉ်အစာ
များဖြစ်တယ်ဆိုတဲ့အရာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်အခုဒီနေ့ဒီအချိန်ခါမျိုးမှာဆိုလို့ရှိရင်ပို့ပြီးမှကျွန်တော်တို့စိုးရိမ်ကြောက်ကြစရာတွေအများကြီးရှိတယ်ထိုမှုရာများအတွက်လည်းကျွန်တော်တို့ဖျားနဲ့သွေဖယ်သွားရမယ့်အနေအထားတွေလည်းအများကြီးရှိတယ်ရွေးချယ်မှုတွေလာပါလိမ့်မယ်ရွေးချယ်မှုတွေရှိလာတဲ့အခါမှာခိုင်မာမရှိခဲ့ဘူးခုနပြောတဲ့ကိုနိုဆန်ပြောလို့ဆုံချူကကောဒေကဆိုတဲ့အဲ့ဒီနှုတ်ပတ်တော်တာမရှိဘူးဆိုလို့ရှိရင်အဲ့ဒီကနေကျွန်တော်တို့သွေဖယ်သွားမယ်ညာဖြစ်ရှိပါလေဒါကြောင့်မလို့ဒီနေ့ချစ်တော်ညီကောင်မောင်မတို့ကျွန်တော်တို့ရဲ့အသက်တာမှာခုနပြောတဲ့ဒီအသက်တာတူတယောက်စီတိုင်းရဲ့အသက်တာမှာဝတ်ပြုကိုးကွယ်ခြင်းဆိုတဲ့အရာအင်မတန်မှအရေးကြီးတယ်ဆိုတဲ့ဥစ္စာကိုဒီကောရိန္သုဩဝါဒစာအခန်းကြီး14ထဲမှာကျွန်တော်တို့ပေါ်ပြထားတဲ့အရာတွေ့ရမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီအရာတွေကိုအစီအစဉ်တကျလှုပ်ဆောင်တဲ့အခါမှာဖျားရှိခိုးပြီးပဲဆိုပြီးမှဒီတိုင်းကိုဥပမာစက်သားရင်းချက်တယ်။စက်သားရင်းချက်တဲ့နေရာမှာကဲသူကတော့ဒီစက်သားကိုဒီပုံစံချက်မယ်သူရဲ့ integrants လို့ခေါ်တဲ့အမှအစာပလာတွေကိုဘယ်လိုထည့်မယ်။ဟေးငါလည်းစက်သားချက်တာပဲရေတို့ဘဆူရဲထဲမှာပြစ်ထည့်လိုက်တယ်ပြီးတော့စားထည့်လိုက်မယ်ပါပဲစားတော့သူလည်းချက်တာချက်သားပဲဒီဘက်ကလည်းချက်သားပဲတိုးတော်ညာလဲဒီအရာတွားချမှုတော့ရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာခုနပြောတဲ့လှုပ်ဆောင်မှုတွေစဉ်းစားဆင်ခြင်တွေးခေါ်အချိန်ပေးပြီးစဉ်းစားဆင်ခြင်တွေးခေါ်တဲ့နောက်ပြီးမှကောင်းမွန်စွာချိန်သိမ်းခြင်းမှုတွေနောက်ပြီးမှဒီမိမိနဲ့သက်ဆိုင်တဲ့အငန်းတာတွေမှာဆောင်ရွက်လှုပ်ဆောင်ပါဝင်မှုတွေဒီစီမံခန့်ခွဲမှုဒီအရာတွေအားလုံးဟာဆိုရှင်ခုနပြောတဲ့ဒီမိမိရဲ့ဒီဘာသာတရားယုံကြည်တက်ရှင်မှုနဲ့ဒီအရာတွေဆိုရှင် worship ဆိုတဲ့အရာဘက်ကိုပံ့ပိုးပေးတဲ့အရာဖြစ်တယ်။ဒါကိုဒီနေ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အခါမှာဒီနေ့အားနည်းချက်တွေလည်းကျွန်တော်တို့ရှိပါတယ်။အားသာချက်တွေလည်းကျွန်တော်တို့ရှိပါတယ်။တိုးတော်ညာလည်းဒီအမှုရာတွေကိုကျွန်တော်တို့ကပြန်ပြီးမှသုံးသပ်ခြင်းတွေကျွန်တော်တို့ပြန်လှုပ်ဆောင်ပြီးမှကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်။ဒါမှသာလေကျွန်တော်တို့ဒီဝတ်ပြုကိုးကွယ်ခြင်းဆိုတဲ့ဒီဖျားကရဲ့ရှေ့တော်မောက်ကိုကျွန်တော်တို့တိုးဝင်ခြင်းအတွက်အင်မတန်မှကျွန်တော်တို့ဒါလှုပ်ဆောင်ဖို့ကျွန်တော်တို့ပြင်ဆင်ဖို့လိုအပ်ပါတယ်ဒါအရာရာတိုင်းဒါကြောင့်မလို့ပြင်ဆင်ခြင်းမှုအတွက်အခုဒီနေ့ KCPC အသင်းတော်မှာရှိတဲ့မှုတော်ဆောင်နေတဲ့ခေါင်းဆောင်ဦးဆောင်တဲ့သူတွေအနေနဲ့ဖျားကရဲ့vision ယူပါယုံပေးခြင်းအပြင်2019မှာပြုလုပ်မဲ့ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်အခု2နှစ်ကျော်3နှစ်လောက်လိုနေသေးတဲ့အချိန်မှာကျွန်တော်တို့ဒီအချိန်ကနေပြင်ဆင်တဲ့အရာတွေဖြစ်တယ်ဒါကြောင့်မလို့တော့စီဝေးထိုင်တဲ့နေရာမှာကျွန်တော်ပြောတယ်တချို့ကတော့ပြောမှာပဲတိတ်ဆိုးသေးတယ်လို့ပြောမယ်အင်မတန်မှနောက်ကြတယ်တေချာစီမန်ချက်ကျွန်တော်တို့ဆက်လာရှုပ်ချင်းချင်းတဲ့တော့ရဲ့ငွေရတုစေရတုတကယ်စီဝေးကိုလှုပ်ဆောင်ဖို့အတွက်2005မှာလုပ်မဲ့အရာကို1990ခုနှစ်ကနေပြီးမှစီမံချက်ချပြီးမှကျွန်တော်တို့ဒီ2005ရောက်တဲ့အချိန်မှာကျေးဇူးတော်ချီးမွမ်းတဲ့အရာဒီအရာတော့မှကျွန်တော်တို့ပြည့်စုံတယ်လို့ကျွန်တော်တို့ဆိုပြည့်စုံတယ်ကိုယ်တော်ညာလဲမပြည့်စုံတဲ့တက်တာမှာကျွန်တော်တို့ဒီပြည့်စုံလာနိုင်အောင်ဘုရားခင်တာချင်းကပ်ပြီးကျွန်တော်တို့လှုပ်ဆောင်ဖို့ဒါဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဝတ်ပြုကိုးကွယ်ခြင်းအမှုကိုပြုတဲ့အခါမှာခုနပြောတဲ့ကျွန်တော်တို့ရဲ့ဒီလှုပ်ဆောင်မှုအရာတွေခတ်သိမ်းသောအရာဒီခုနပြောသွားတဲ့အရာတွေကို၌ကပြုရမယ့်အရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရန်စဉ်းစားဆင်ခြင်ပြီးဘုရားသခင်စီကျွန်တော်တို့လှုပ်ဆောင်သွားတဲ့အခါမှာဒီနေ့တင်းတော်ရဲ့ဥဆောင်ပြုတဲ့သူတွေလှုပ်ဆောင်နေကြတာဒီလူတွေဥဆောင်နေတော့ငါမလုပ်ဘူးငါမပါဝင်ဘူးဆိုတာမဟုတ်ဘူးကိုရှိတဲ့နေရာဒီတဲ့နေရာနေပါဝင်ပါကိုလှုပ်ဆောင်မဲ့ကဲဒီဥစ္စာဒီဟာကတော့ဖြစ်ဒီလိုပြောင်းလဲတဲ့နေမှာပြောင်းလဲတဲ့မှုဆိုတဲ့ဥစ္စာတွေပြောရမယ်ဆွေးနွေးရမယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြန်လုပ်ရမယ်ဆိုတဲ့အရာတွေကိုဆူတောင်းခြင်းအဖြစ်ဆွေးနွေးခြင်းအဖြစ်ကျွန်တော်တို့ဒီအကောင်းဆုံးကျွန်တော်တို့လှုပ်ဆောင်ဖို့လိုအပ်ပါတယ်ဒီအတွက်ကျွန်တော်တို့အရောက်စီတိုင်းမှာကျွန်တော်တို့လှုပ်ဆောင်ဖို့လိုအပ်တယ်ဒါကြောင့်လူတိုင်းပါဝင်လှုပ်ဆောင်နိုင်ဖို့အတွက်ဒီ
တမန်တော်ကြီးရှင်ဘောလူကကောရိသင်သားတို့အားပေးခဲ့တော့ဒီနေ့ကျွန်တော်တို့အသင်းတော်ရဲ့အစီအစဉ်များအသင်းတော်ရဲ့လာမယ့်အချိန်အခါများမှာအားလုံးမှာကျွန်တော်တို့ဒီအတူတကွပါဝင်နိုင်ဖို့အတွက်မိမိကိုယ်၌ပါဝင်လှုပ်ဆောင်ခြင်းမှုဖြစ်တဲ့ခတ်သိမ်းသောမှုမိမိပြုဆိုတော့နှုတ်ပတ်တော်အဖြစ်ဒီနေ့မှာမေးလိုပါတယ်။ရောက်စီတိုင်းကိုဖျက်ခင်ကောင်းကြီးပေးလက်ဖျက်ခင်အသုံးပြုသောကစားဗလာများမိသားစုများဖြစ်ပါစေလို့ကျွန်တော်တို့ဆုတောင်းကောင်းကြီးပေးပါလေ။ယေရှုရဲ့တင်ပါလေ။ ကျမတို့ရောက်စီတဲ့ပြီးလို့ရဲ့တက်တော်ကဘုရားခင်ကိုစက္ကတဲ့အခါမှာအပြုသဘောပဲဆက်ဆံတယ်လားအချိန်ပေးပြီးမှပဲဘုရားခင်ကိုကိုယ်ွယ်နေကြသလားပြီးတော့မိမိတို့အိမ်ထောင်မှာပဲဘယ်လိုမျိုးတောက်နေရလဲသားသမီးတွေပေါ်မှာဘယ်လိုမျိုးပုံသက်တွေတောင်ပြနေပြီလဲအတင်းတော်မှာလည်းအခုဆရာကြီးပြောလာတဲ့အတိုင်းပဲဥဆောင်မှုအောက်မှာအရောက်စီတဲ့အင်လိုက်နာပြီးမှရှောင်းလန်းနေကြပြီလားဆိုမှမိမိတို့ရဲ့တက်တာကိုပြန်လေစဉ်းစားကြပါစို့ ဆက်လက်ပြီးမှအလူတော်ဝေကောက်ခံမဲ့ခြင်းဖြစ်ပါတယ်အလူတော်ရဲ့ကောက်ခံဖို့တင်းထောက်လူကြီးများကိုယေရှုနာမနဲ့ဖိတ်ခေါ်အပ်ပါတယ်
တော်ဝိစကအနတ်ကြပါစို့ကောင်းကြီးလုံးစုံနဲ့ပြည့်စုံတော်မူတဲ့တကူတော်ရှင်ကျေးဇူးတော်ရှင်ထာဝရမြတ်စွာဘုရားခင်ကိုတော်ရှင်ဟာဆိုရင်တာသမီတို့ကိုဤကဘာမြေလောကမှာလူဖြစ်ကြတော့ခွင့်ကိုပေးတော်မူတော့ကြောင့်ကိုတော်ကိုကျေးဇူးတင်တယ်လူထဲမှာပြင်တွင်ကိုတော်ကိုယုံကြည်ခြင်းခွင့်ကိုပေးတော်မူတော့ကြောင့်ကိုတော်ကိုကျေးဇူးတင်တယ်